ညကနိုင်ပွဲကြောင့်ဆီမီဖိုင်နယ်အထိကြိုလန်းနိုင်ခဲ့တဲ့ချက်စီညီကိုတို့အားလုံးမင်္ဂလာပါချက်စီအသင်းဟာညကကလပ်ကပဖလာ16သိန်းရှုံးတဲ့ပွဲစဉ်မှာပေါ်တူဂီကလပ်ဘီဖီကာအသင်းကို1-4နဲ့နိုင်ခဲ့တာကြောင့်ဆီမီဖိုင်နယ်အဆင့်ထိတက်ရောက်ဖို့ခြေလန်းကြိုလန်းနိုင်ခဲ့ပါတယ်။ဘာလို့လဲဆိုဝါတာမာပါမီရဲ့အသင်းနဲ့ရင်ဆိုင်ကစားရမှာဖြစ်ပြီးဒါကြောင့်ဆီမီအဆင့်ထိကြိုပြီးခြေလန်းနေပါပြီလို့မှန်းနိုင်တာပါ။ညကပွဲစဉ်မှာတော့ဒီပြကြီးရဲ့ပွဲထွက်လူစင်းကအနည်းငယ်ပြောစရာရှိပေမဲ့ခေါင်းမွန်တဲ့ကွင်းလက်အစုအဖွဲ့ကြောင့်စိတ်သက်သာရခဲ့ပြီးအခွင့်အရေးတွေလည်းဖန်တီးနိုင်ပေမဲ့ပြိုင်ပွဲရဲ့ခံစစ်နဲ့ကူသမားတွေကကာကွယ်နိုင်ခဲ့လို့ချက်စီတို့အခက်ကြုံခဲ့ရပါတယ်ပထမပိုင်းမှာဂိုးမရှိပဲပြီးဆုံးခဲ့ပါတယ်ဒုတိယပိုင်းပြန်စပြီး64မိနစ်အရောက်မှာရရှိလာတဲ့ပြစ်ဒဏ်ဘောကနေအသင်ကောင်းဆောင်ဝီစီဂျင်ရဲ့လက်ပါတဲ့ကန်ချက်နဲ့ဦးဆောင်ကိုသွင်းယူပေးခဲ့ပြီးပွဲချိန်85မိနစ်မှာရာသီဥတုအခြေအနေကြောင့်ပွဲကိုခဏရပ်ထားကပွဲပြန်စပြီးမိနစ်90နာကျင်အချိန်ပို9မိနစ်မှာပဲဒီဖီကအသင်းဟာပယ်နတီရပြီးဒီမာရီယာကချီပါကိုသွင်းယူပြီးဖက်တကူစီနဲ့ပွဲပြီးကအချိန်ပိုဆက်ကစားစီခဲ့ပါတယ်108မိနစ်မှာအင်ကူရဲ့ဦးဆောင်ကိုရရှိပြီး115မိနစ်မှာကိုက်စီယိုရဲ့ပြီးပိုးမှုကနေနတူကပြေးထွက်ပြီးတတိယကိုမိနစ်အကြာမှာပဲပါမာရဲ့အကွက်မြေပြီးပိုးမှုကနေချူဘီဟောသွင်းယူပြီး1-4နဲ့အနိုင်ရရှိခဲ့ပါတယ်ဆေလုရှားစရာပွဲစဉ်ဖြစ်ခဲ့ပြီးနောက်ဆုံးမှာကိုပြရက်လာနဲ့အတူအပြကောင်လေးတွေနိုင်ကိုဖော်ဆောင်နိုင်ခဲ့ပါတယ်ကြည့်ရှုအားပေးလို့အားလုံးကျေးဇူးပါခင်ဗျာ